ဒီမိန်းကလေးရဲ့မိသားစုတစ်ခုလုံးဟာတရားနဲ့မတည့်ကြပါဘူး။ဒါပေမဲ့အခုတော့သူမနဲ့သူမရဲ့မိခင်ဟာတက်ဖြတ်နိုင်စွမ်းရှိတဲ့လူသက်ပြားပေါင်းတောင်းနဲ့ချီပြီးဝိုင်းရံထားတဲ့ကားထဲမှာပိတ်မိနေပါပြီ။ခဏလေးတင်ကပဲလူသက်ပြားတွေတင်လာတဲ့ကုန်တင်ကားတစ်စီးဟာအနီးနားကကားတစ်စီးနဲ့တိုက်မိသွားခဲ့တာပါ။အရေးပေါ်ဘရိတ်အုပ်ပြီးကားကောင်းနဲ့သွားပြီးနောက်မှာတော့အဲ့ဒီကုန်တင်ကားဟာတားမီနှစ်ယောက်ရဲ့ကားရှိတဲ့မှာလာရက်သွားပါတယ်။ကားဆောင်သွားတဲ့အချိန်မှာပဲလူသက်ပြားအုပ်ကြီးဟာအပြင်ကိုအလူရက်ထွက်လာကြပါတယ်။ကားထဲကတားမီနှစ်ယောက်ဟာထွက်ပြေးဖို့အချိန်မရလိုက်ခင်မှာပဲထိတ်လန့်စရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒါကတော့ကုန်တင်ကားဒရိုင်ဘာဟာပြားအုပ်ကြီးရဲ့တိုက်ခိုက်ခြင်းကိုခံနေရတာပါ။သူဟာထိတ်လန့်တကြားနဲ့ကားမှန်ကိုရိုက်ပုတ်ကူညီတောင်းပေမဲ့စက္ကန့်ပိုင်းတွင်းမှာပဲမြေပြင်ပေါ်မှာမေးလဲသွားခဲ့ပါတယ်။နောက်ထပ်ပြားတွေဟာကားမှန်ပေါ်ကိုစုပြုံတိုးဝေလာပြီးတားမီနှစ်ယောက်ကိုဝမ်းမျိုးတော့မဲ့အတိုင်းပါပဲတကားလုံးဟာပြဓာတ်အုံကြီးတစ်ခုလိုဖြစ်သွားခဲ့ပါတယ်။မိခင်ဖြစ်သူကကိုပြဆဲတကိုဖုံးဆက်နေတော့မှာပဲပြားနှဲငယ်ဟာအဲကွန်းအပေါက်ကနေကားထဲကိုဝင်လာခဲ့ပါတယ်။လေဝင်လေထွက်စနစ်ကိုအမြန်ပိတ်လိုက်ပေမဲ့သမီးဖြစ်သူကိုပြားတွေတိုက်ခိုက်တာကိုတော့မတားဆီးနိုင်ခဲ့ပါဘူး။ကံကောင်းထောက်မစွာနဲ့ဒီပြားတွေဟာအကာအကွယ်ရှိသူကိုတော့အန္တရာယ်မပြုရကြပါဘူး။အမေဖြစ်သူကသမီးကိုမလှုပ်ရှားဖို့ချုံ့မော့ပြောဆိုနေပေမဲ့ပြားကောင်ကတော့သူမရဲ့မျက်နှာပေါ်ကိုတက်လာခဲ့ပါတယ်။မျက်လုံးထဲဝင်တော့မဲ့အချိန်မှာပဲမိန်းကလေးဟာမအောက်နိုင်တော့ပဲလက်နဲ့ရိုက်တက်လိုက်ပါတယ်။ပြားရဲ့အစိတ်ဆူးကတော့သူမရဲ့နုနယ်တဲ့အရေးပြားထဲမှာကြံရိပ်ခဲ့ပါတယ်။ပြားစိတ်နဲ့မတည့်တဲ့မိန်းကလေးဟာချက်ချင်းဆိုသလိုတုံ့ပြန်မှုဖြစ်လာပြီးအသက်ရှူရခက်ခဲလာပါတယ်။ကံကောင်းတာကမိခင်ရဲ့အိတ်ထဲမှာအရေးပေါ်ထိုးဆေးပင်ဖရိုင်ပါလာပါတယ်။သမီးကိုကယ်တင်ဖို့အတွက်သူမဟာပေါင်ထဲကိုဓာတ်ရိုက်ထိုးထည့်လိုက်ပါတယ်။သမီးဖြစ်သူရဲ့လက္ခဏာတွေဟာချက်ချင်းသက်သာသွားခဲ့ပါတယ်။ဒါပေမဲ့သက်ပြင်းချနိုင်ုံရှိသေးခင်မှာပဲအမေဖြစ်သူဟာလယ်ပင်မှာပြားအစိတ်ဆူအထိုးခံလိုက်ရပါတယ်။သူမဟာဆေးထိုးဖို့အချိန်မရလိုက်ပဲမေးလဲသွားခဲ့ပါတယ်။ဒါကိုမြင်တဲ့သမီးဖြစ်သူကဆေးအပ်ကိုအမြန်ထုတ်ပြီးသူမရဲ့မိခင်ကိုကယ်တင်ဖို့အတွက်အသားနာတာကိုအောက်ခံပြီးဆေးထိုးပေးလိုက်ပါတယ်။2 စက္ကန့်ခွဲကြာမှာတော့အမေဖြစ်သူရဲ့လက္ခဏာတွေသက်သာသွားခဲ့ပါတယ်။မိသက်သမားတွေရောက်လာတဲ့အခါမှာတော့အထူးမီးခိုးတွေတုံးပြီးပြားတွေကိုမောင်းထုတ်ပေးခဲ့ပါတယ်။ပြားအုပ်ကြီးလွင့်စင်သွားတဲ့အချိန်မှာမိသက်သမားတွေဟာတားမီနှစ်ယောက်ကိုကားထဲကနေအမြန်ကယ်ထုတ်နိုင်ခဲ့ပြီးသူတို့နှစ်ဦးဟာဒီဘေးဆိုးကနေလွတ်မြောက်သွားခဲ့ပါတော့တယ်။ရုပ်ရှင်အချင်းချုပ်များအတွက် follow လုပ်ထားပေးပါ။